အင်ကြီးလေးပြချင်လို့ပေါ့နော်ဒီအင်ကြီးလေးကတေးလေးဆိုတော့လေအယုံနဲ့မတော်ဘူးရုံးနဲ့မတော်တဲ့ခါကျရိုင်းလေးပဲချိန်ခင်းနဲ့ချိန်ပြပြလိုက်မယ်နော်ဒီမမကဘွဲယူဖို့အတွက်ကိုအပ်ထားတာရဟာဇယ်နေ့တော့ကိုရကြီးနေ့တော့ကိုဒီဥစားလေးကတော့ရကြီးနေ့တော့ကိုပေါ့နော်သူတကယ်ယူမဲနေ့တော့ကိုချုပ်ပေးထားရဟာဇယ်နေ့တော့ကတော့ချုပ်ပြီးသွားပြီအဲ့လိုတွေ့ရယူလဲယူပြီးသွားပြီဒီအင်ကြီးလေးကကိုအချိန်မမီလို့ပေါ့နော်ကိုပို့ပေးရမယ်အင်ကြီးလေးကျန်နေခဲ့တဲ့အင်ကြီးလေးပေါ့နော်စစ်တစ်ကော်လာလေးမှာဆိုလို့ရှိရင်လေဘလုတ်တီးလေးတွေနဲ့အတွင်းအပြင်ကိုလည်းတက်ရအောင်လို့ချုပ်ပေးထားတယ်နော်အတွင်းလေးကိုလည်းကြည့်လိုက်အောင်အတွင်းပြင်ကိုလည်းတက်ရနေအောင်လို့ချုပ်ပေးထားတယ်အဲ့ဒီတွေကကိုရီလေးကလေးတွေတောက်တောင်လေးဖြစ်သွားဒီလားစစ်တစ်ကော်လာလေးနဲ့ဘလုတ်တီးလေးနဲ့ရမ်းချစ်စရာကောင်းဝမဲမမကလည်းရမ်းချစ်စရာကောင်းတယ်